နိုင်ငံသူနိုင်ငံသားရဲ့ကိုစားဘယ်ဘာသာဝင်ဘယ်လူမျိုးကလုပ်စီမြန်မာနိုင်ငံသားကဒီဘက်မှာအလုပ်လာလုပ်ရင်းနဲ့ခိုးလုံရင်းနဲ့ပေါ့နော်ရွှေပြောင်းလာနေရင်းနဲ့ဒီလိုဖြစ်တယ်ဆိုရင်လည်းပဲထိုင်းပြည်သူလူထုကိုရောထိုင်းအစိုးရကိုရောပေါ့နော်ဘယင်မင်းကိုရောအားလုံးကိုဦးဇင်းတို့ကမြန်မာနိုင်ငံရဲ့ကိုစားနိုင်ငံသားဘုန်းကြီးတစ်ပါးအနေနဲ့အထူးပဲထိုမှားရမှုတွေကိုမေတ္တာရက်ခံတောင်းပန်ပါတယ်ပေါ့နော်ဘာလို့ဒီမှာကြည့်ပြီးလဲဆိုတော့ဒီထိုင်ကုန်ဘူးဒီပြီးခဲ့တဲ့နှစ်ကဒီစစ်တပ်ဩဇာခံဒီပြည်သူစစ်တွေကိုဝန်ရံပေးနေတဲ့ပောက်ကိုတော့ ਨੇ ပေါ့နော်ဒီတွစ်ဆုံခဲ့ဘူးတဲ့ဒီပေါ့ထိုင်းမျိုးသားတကြွလှုပ်ရှားဆိုကျွန်တော်တို့မြန်မာခေါ်ဆိုရင်တော့ဖိနှခမ်းမွေးပေါ့နော်လက်ရှိသူကဒီမြန်မာရက်ကွက်တွေမှာဒီအယုဒ္ဓယမှာပေါ့နော်လိုက်လံစစ်ဆေးတာတွေလုပ်နေတယ်ပြီးရင်တချို့လည်းဒီရိုက်နှက်တယ်ဘာညာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်လူမှုကွန်ရက်မှာဒီမြန်မာတွေဆိုရင်အဲ့လိုမျိုးတွေ့နေရတော့လေဒီဖိနှခမ်းမွေးနဲ့ထိုင်းလူမျိုးတွေကိုရောလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဆရာတော်တို့အနေနဲ့ဘာတွေမျှဝေပေးချင်တာရှိလဲပေါ့နော်အဓိကကတော့ဒီဥပမာပေါ့ဆိုကြပါစို့နိုင်ငံတစ်နိုင်ငံဟာအခြားနိုင်ငံအလုပ်သမားပေါ့ဘုန်းကြီးတို့နိုင်ငံအလဲလာတာတော့မဟုတ်ဘူးလေ visit နဲ့နေတယ်အလဲနဲ့လာတာမဟုတ်ဘူးเนาะ job ပေါ့အလုပ်လာလို့ကြားအလုပ်တော်မှာအောက်ရှိသေးအလုပ်ပါကိုယ်နိုင်ငံမှာစီဥပမာပေါ့ဒီစနစ်အရအာဏာရှင်စနစ်ဆိုးကြောင့်တိုင်းပြည်အာဏာလူမှုတွေကြောင့်အဆက်ဆက်ပဲဒီလိုပဲလာလို့ကြားရတယ်เนาะထိုင်းပြည်သူတွေအားလုံးသိပါတယ်ပေါ့เนาะဆိုအဲ့လိုလာလို့ကြားတဲ့အခါမှာအဲ့လိုလာလုပ်နေတဲ့ကာလတွေအတွင်းမှာတိုင်းပြည်ဒီနိုင်ငံသားတွေအရာပေါ့နော်ဒီစိတ်ဖိစီးမှုတွေကြောင့်ဒီလိုပင်ပန်းမှုတွေကြောင့်ပေါ့နော်တစုံတရာသူတို့ဘက်ကမှားရတောက်စားပြီးတော့ရံဖြစ်တာမှားယွင်းတာပောက်ကွဲတာတွေဒါထိုင်းပြည်လူလူရဲ့ကြားထဲမှာအလုပ်သမားကလည်းစစ်စုနှစ်ပေါင်းများစွာရှိလာပြီဆိုတော့ဒီလိုမျိုးလေးတွေဟာရှိနိုင်ပါတယ်အခုဒီတိုင်းပြည်အာဏာလုပြီးတော့ဒီတော်လိုင်းရေးဖြစ်တဲ့ဒီ9နှစ်တာကာလအတွင်းမှာစိတ်ဖိစီးမှုဒဏ်တွေဒီလိုခက်ခဲဒဏ်တွေကြောင့်သူတို့ချင်းရံဖြစ်တာရောထိုင်းလူငယ်တွေနဲ့တချို့နဲ့ရံဖြစ်တာရောဒါနိုင်ငံနဲ့ဆိုတော့ရှိကောင်းရှိနိုင်ပါတယ်ပေါ့နော်အဲ့ဒါတွေတွေ့လေဦးဇင်းတို့ကနိုင်ငံသူနိုင်ငံသားရဲ့ကိုစားဘယ်ဘာသာဝင်ဘယ်လူမျိုးကလုပ်စီမြန်မာနိုင်ငံသားကဒီဘက်မှာအလုပ်လာလုပ်ရင်းနဲ့ခိုးလုံရင်းနဲ့ပေါ့နော်ရွှေပြောင်းလာနေရင်းနဲ့ဒီလိုဖြစ်တယ်ဆိုရင်လည်းပဲထိုင်းပြည်သူလူထုကိုရောထိုင်းအစိုးရကိုရောပေါ့နော်ဘယင်မင်းကိုရောအားလုံးကိုဦးဇင်းတို့ကမြန်မာနိုင်ငံရဲ့ကိုစားနိုင်ငံသားဘုန်းကြီးတစ်ပါးအနေနဲ့အထူးပဲထိုမှားရမှုတွေကိုမေတ္တာရက်ခံတောင်းပန်ပါတယ်ပေါ့နော်ဆိုတော့ထိုင်းမှာဥပဒေတွေကောင်းပါတယ်ထိုကဲ့သို့ဒီမြန်မာနိုင်ငံဘက်ကဝင်ရောက်လာတဲ့ရွှေပြောင်းလို့သမားဖြစ်စီနိုင်ငံကြီးကခိုလုံဝင်ရောက်လာလို့အထောက်အထားမရှိလို့ပြဿနာလေးသူတို့ချင်းဖြစ်တာဖြစ်စီထိုင်းလူငယ်တွေနဲ့ပြဿနာဖြစ်စီထိုင်းမိသားစုမှာတစုံတရာသူတို့စိတ်ထွက်ပေါက်ရမှားယွင်းပြီးတော့ပေါ့နော်စိတ်ဖိစီးမှုတွေအရာကိုမှုနှုတ်မှုတွေမှားခဲ့လို့အမှုခင်းဖြစ်လောက်တဲ့ပြဿနာတွေဆိုလို့ရှိရင်လည်းပဲထိုင်းဥပဒေရအရေးယူပါလို့ဦးဇင်းတို့ကလည်းထိုင်းဥပဒေရအရေးယူလို့မရလို့ဒါသူကရှောင်တိန်နေတာတို့တခုဖြစ်တယ်ဆိုလို့ရှိရင်ဦးဇင်းတို့ဒီဘက်မှာရောက်လာတဲ့သူတွေအားလုံးကလည်းဝိုင်းဝန်းပြီးတော့ပေါ့နော်ဒီထိုင်းနိုင်ငံသားတွေပေါ်မှာဝင်ရောက်ခိုလုံခွင့်ပေးထားတဲ့ကိုရီပေါ်မှာအဲ့လိုမျိုးတခုတစုံတရာမှားယွင်းခဲ့တယ်ဆိုလို့ရှိရင်ဦးဇင်းတို့ဒီမှာရွှေပြောင်းနေထိုင်ကြတဲ့သူတွေရောနိုင်ငံကြီးကခိုလုံကြတဲ့သူတွေရောအားလုံးကထိုင်းနိုင်ငံပေါ်မှာဒီလိုကျူးလွန်ပြီးတာကိုတောင်းပန်တယ်လို့အားလုံးကလည်းဝိုင်းဝန်းပါဝင်ပြီးတော့ပေါ့နော်ထိုလူကာကွယ်ပါမဟုတ်ဒါငါတို့နိုင်ငံသားလုပ်တာပဲဆိုပြီးတော့ပြဿနာချမှာမဟုတ်ဘဲနဲ့အဲ့လိုထိုင်းနိုင်ငံပေါ်မှာခိုလုံခွင့်ပေးတဲ့သူတွေကိုရောဒီလိုအလုပ်ပေးတဲ့သူတွေပေါ်မတော်တဆစိတ်ဖိစီးမှုတွေကြောင့်ခက်ခဲတွေကြောင့်နော်ပောက်ကွဲပြီးမှားမိတဲ့အမားတွေကိုဝိုင်းဝန်းပြီးတော့ခြောက်တိတ်သွားတယ်ဆိုတော့တာဝန်ယူဝိုင်းဝန်းပြီးတော့ပါဝင်ပြီးတော့ထိုင်းဥပဒေအောက်မှာပါဝင်ဆောင်ရွက်ပေးပါမယ်ပေါ့နော်အဲ့လိုဒီထိုင်းဥပဒေကအရေးယူတာတွေကိုလည်းဦးဇင်းတို့နိုင်ငံသားတိုင်းကပေါ့နော်ရောက်ရှိလာကြတဲ့အလုပ်သမားရောဒီနိုင်ငံရဲ့ခိုလုံကြလာကြတဲ့ဘာသာမျိုးလူမျိုးရောနားလေလက်ခံပါတယ်လို့ဘာမှအဲ့ဘော်ဒီမှာဦးဇင်းတို့စိတ်တွေလည်းမရှိပါဘူးပေါ့နော်သို့တော်လည်းပဲဒီလူတွေစိတ်ဖိစီးမှုတွေနော်အခက်ခဲတွေအချက်တဲတွေကြောင့်တချို့သောလူငယ်တွေတချို့သောသူတွေကပောက်ကွဲပြီးမှားယွင်းမိတာထိုင်းနိုင်ငံသားတွေကိုရံဖြစ်မိတာတစုံရပစ္စည်းယူမိတာပေါ့နော်ခိုးတယ်လို့တော့ဘုန်းကြီးစကားလုံးတွေမသုံးချင်ပါဘူးခက်ခဲတွေကြီးတော့ပြောရတာတော့ဘုန်းကြီးဝမ်းနည်းပါတယ်ဒါကြောင့်အဲ့လိုအခြေအနေတွေတွေ့ကြုံလာတဲ့အခါမှာအရေးယူပါသို့တော်လည်းပဲဦးဇင်းတို့ဒီအဲ့လိုမလုပ်ဘဲနဲ့ပေါ့နော်ဒီအလုပ်လေးတွေကောင်းမွန်လုပ်ကြတယ်မြန်မာနိုင်ငံသားတွေဘာသာမျိုးလူမျိုးမျိုးနိုင်ငံရေးရချခိုလုံလာတဲ့သူရှိတယ်ဒီလိုစိတ်ခက်ခဲကြောင့်စိတ်ဖိစီးမှုကြောင့်သူတို့ရဲ့မှားယွင်းမှုပောက်ကွဲမှုတွေကြောင့်အရေးယူပြီးပြီဆိုရင်ဒါမြန်မာနိုင်ငံသားတွေကငါတို့နိုင်ငံသားကိုလုပ်တာပဲဆိုတာနိုင်ငံတကာနိုင်ငံမှာတော့ဟာဒီကောင်ကြီးကဘာလဲကွာရွှေပြောင်းလာတယ်နိုင်ငံကြီးကငါတို့ကခိုလုံခွင့်လဲပေးထားသေးတယ်ဒီကောင်ကြီးလူဘာဝါလာကြီးလားဆိုတဲ့အမြင်မျိုးတွေလည်းပဲဒါစိတ်တွေပောက်ကွဲကြတာကိုလည်းဦးဇင်းတို့နားလဲပါတယ်လို့အားလုံးဟုတ်တယ်မင်းငါ့အိမ်လဲလာနေသေးတယ်ကွာမင်းအိမ်ဦးကရှိတက်မပါနဲ့ပေါ့နော်ဗမာစကားရပြောရရင်ဒါမျိုးတွေလည်းရှိမှာပေါ့ဒီပေါ်မှာလည်းအားလုံးကို
ဒီကောင်တွေကဘာလဲငါတို့နိုင်ငံလာပြီးတော့ဆိုအားလုံးပုံမှာမြင်တဲ့အမြင်မျိုးတွေလည်းရှိမှာပါသို့တော်လည်းပဲအဲ့လိုမမြင်မဲနဲ့ပေါ့နော်ဟိုချန်တဲ့သူတွေပုံမှာအခုဆိုကြပါစို့ဒီနှကန်းဥစားပေါ့နော်ထိုင်းကဥဆောင်လုပ်နေတဲ့နှကန်းမွေးပေါ့ဘုန်းကြီးထိုင်းနာမည်လေးမခေါ်တတ်ပါဘူးပေါ့နော်အဲ့သူနဲ့တူသူ့လူမျိုးကိုထိရင်သူမခံဘူးဆိုတဲ့ဇာတိသေးဇာတိမှန်ပေါ့နော်အမျိုးသားရေးစိတ်ဆိုတာဟာလူမျိုးတိုင်းမှာရှိပါတယ်နိုင်ငံသားတိုင်းမှာရှိပါတယ်မင်းငါတို့နိုင်ငံသားဒီကောင်နဲ့နိုင်ရှင်းတယ်ကွာဒီကောင်တွေပြီးတော့နော်အဲ့ကောင်လုံးတဲ့ကောင်မပြီးတော့မှဒီကောင်တွေတော့ဒီလိုတွေမချေအောင်မှတ်လောက်သားလောက်အောင်တော့နည်းနည်းပါထုထောင်းထားမှအောင်မောက်ထားမှဆိုတဲ့အရာတွေလည်းစဉ်တို့နားလည်းလက်ခံနိုင်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့နောက်လူတွေကထပ်ပြီးမကျဲလာအောင်လို့ဒါတွေလှုပ်ဆောင်တယ်လို့လည်းမြင်ပါတယ်သို့တော်လည်းပဲပေါ့နော်အပြစ်ရှိတဲ့လူကိုအေးအေးယူပါထိုအရာတွေလည်းဘုန်းကြီးတို့ကပါဝင်ပြီးတော့အားလုံးကထိုင်းရဲ့ဥပဒေတိုင်းဆောင်ရွက်တာတွေကိုသဘောတူပါတယ်အလုပ်သမားတွေဆိုတော့၎င်းရွှေပြောင်းတွေဆိုတော့၎င်းနိုင်ငံရဲ့ခုလုံးတွေသို့တော်အပြစ်မရှိတဲ့သူတွေပုံမှာတော့သူ့အလုပ်လေးသူလှုပ်ရှားပြီးတော့မိသားစုကိုပြန်ပြီးတော့ထောက်ပံ့နေရတာသူကိုယ်တိုင်လည်းပဲဒါအားလုံးသိပါတယ်အခန်းချင်းချင်းလေးတွေမှာနေဆိုင်ညာဆိုင်တွေလုပ်ပြီးတော့ပြင်ပန်းနေတာဆိုအဲ့လိုလူငယ်တွေအပြင်မှာတစ်ခါလေးဘယ်လိုခေါ်မလဲတရှင်းလေးဆိုတာပြောပါလေးသွားတာရှိမယ်ပေါ့နော်သူတို့လူငယ်တဘာဝနဲ့တဘာဝစုဖွဲ့ပြီးတောက်တာစတာလေးရှိမယ်ဒီဟာလေးတွေပုံမှာတော့အပြစ်မလုပ်တဲ့သူတွေပုံမှာတော့နိုင်ငံသားတွေပုံမှာစော်ကားအောင်နောက်မစော်ကားအောင်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်တာတဲ့ဥပဒေအရလုပ်တဲ့ပုံမှာအရေးယူပြီးဆိုရင်ခြံတဲ့သူတွေကလည်းဆက်လုပ်မှာမဟုတ်ပါဘူးလို့အဲ့လိုဆက်လုပ်လာရင်လည်းအရေးယူပြီးတော့မှဒီလိုအပြစ်မလုပ်တဲ့သူတွေပုံမှာပေါ့နော်ဒီအမျိုးသားဆိုတာပေါ့နော်မျိုးချစ်စိတ်ချိကြတဲ့သူတွေကိုလည်းဘုန်းကြီးတို့တောင်းပန်နေတာကခြံတဲ့သူတွေကိုဒီလိုလုပ်မှာပဲဆိုတဲ့အရာတွေပေါ်လဲဦးဇင်းတို့နိုင်ငံသားတွေပုံမှာမရှိစင်းလို့လာတော့ရတယ်နိုင်ငံရေးခိုလုံနေကြတာလေးစစ်ဖိစီးမှုလေးတွေပုံမှာနားလည်ပြီးတော့ပေါ့နော်လူသားရဲ့စာနာထောက်ထားမှုနဲ့နားလည်ပြီးတော့နောက်တနည်းပြောရရင်တော့ဦးဇင်းတို့ဒီဘက်ကိုလာကြတယ်ဆိုတာအရှိတောင်အရှက်မှာဗုဒ္ဓဘာသာနိုင်ငံချင်းဖြစ်ပါတယ်ပေါ့နော်ဦးဇင်းတို့မြန်မာပြည်ကလာကြတယ်ဗုဒ္ဓဘာသာကဒီဘက်ကိုနိုင်ငံရေးရလာကြအလုံးလုံးချ80ရာခိုင်နှုန်းကျော်ရှိပါတယ်အဲ့တော့ကိုဗုဒ္ဓဘာသာချင်းကိုရည်မြည်နီးစက်တဲ့အိမ်နီးနားချင်းတွေပေါ်မှာဒီလိုအားနည်းချက်လေးတွေပေါ်မှာအပြစ်မလုပ်တဲ့သူတွေပေါ်မှာလည်းဒီမျိုးချစ်စိတ်ရှိကြတဲ့သူတွေကခွင့်လွတ်နားလည်ပေးကြဖို့နော်နိုင်ငံတော်ဘယင်မင်းမြတ်ပေါ့လူမျိုးတွေကိုရောထိုင်းနိုင်ငံသားတွေအားလုံးကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဘုန်းကြီးတို့နိုင်ငံရဲ့ကိုစားအနုညွတ်မေတ္တာရက်ခံတောင်းပန်ပါတယ်လို့ပြောချင်ပါတယ်ကိုပြောရည်